ဆိုရင် KB level 2ကိုဖြတ်သိမ်းလာရဲဆိုတော့ KB level 2မှာအကောင့်အတားတွေငွေသားလေးလည်းမှုတယ်ငွေသိမ်းမတော့ခက်ခဲကျမနေတဲ့ကြောင့် level 2ကိုဖြတ်သိမ်းတာ level 3ကိုတောင်းပြီးဆိုတော့အဲ့လိုပြဿနာမျိုးတွေတော့မရှိတော့ဘူးယုံကြည်စိတ်ကြတော့ပြန်လဲသုံးလို့ရပါပြီနော်အေးညီမလေးအဲ့ဆိုညီမလေးပတ်ဆက်နှစ်တောင်းနေထားပါတယ်ကျောင်းကနေပြီးတော့အပေါင်းရဲ့အတော်လေးကိုအဲ့ဒီညှိပြီးသွားပဲရှင်ငွေသားမပြောင်းပြသွားဘူး level 2ကနေ level 3ကိုပြင်လိုက်ပြီးယူပြီးနေမှာဖြစ်တဲ့ရှင်ဒီမှာဘကနေကြောင်းပါလေ KB level 2ကိုတရားဝင်ပေးသိမ်းလိုက်ပြီး level 3ရဲ့နှစ်တောင်းပြီးသွားမယ်ဗမာလုံးဆောင်လေးပြအောင်မလို့နော်အမအေးညီမလေးအဲ့ဆိုအမအရင်ပတ်ဆက်လေးထုတ်လိုက်အောင်မယ်လေထုတ်ပြီးမှညီမလေးလုပ်ပြီမလားဟုတ်ကဲ့ပါမ level 2ကိုဖြတ်သိမ်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်ငါတို့ဘကနေပြီးတော့ level 2ကိုဖြတ်သိမ်းလိုက်ပြီးတော့ဝင်ထပ်နေရတော့ဘူး level 3နှစ်တောင်းပြီးမှဝင်ထပ်ပြန်ရမှာနော်အမဟုတ်လားအဲ့ဆိုအမကတော့အဆန်ရှိနေရဘယ်လိုလုပ်ရမလဲမသိဘူးငွေအရင်ထုတ်ချင်တယ်အေးထုတ်လိုက်အောင်မယ်အေးထုတ်ပြီးမှလုပ်တယ်လို့ရလားဟုတ်ကဲ့ပါအမလောကစိတ်ဝင်ငယ်ချင်းကျွန်တော်တို့ကနေပြီးတော့ level နှစ်တောင်းပြီးတဲ့အခါမှာအမိုင်းဝင်တာလောကမထိတာလို့နော်အမကျွန်တော်တို့ဝင်သားတဲ့ပတ်သက်တာမှာဝင်သားဘယ်တော့ပဲရှိရှိကျွန်တော်တို့ဘကနေတောင်းခံတဲ့တောင်းရင်းလို့ရှိတယ်ဒီလိုအဲ့ဒီနှစ်တောင်းကိုတကယ် level နှစ်တောင်းအေးအဲ့ဆိုညီမလေးကကြောင့်နာမည်ဘယ်သူလဲညီမလေးဘာရာဒူးလေးလဲဟုတ်ကဲ့ပါဒီတော့မန်နေဂျာရတို့ပါရှင်အေးနာမည်ဆိုပါတော့အမစုသစင်ဘသူညီမလေးစုသစင်စောဟုတ်ကဲ့ပါမန်နေဂျာသမီးကဘယ်ဘန်ရလဲဟယ်လိုစုသစင်သမီးကဘယ်ဘန်ခွဲရဲ့မန်နေဂျာလဲသမီးဟုတ်ကဲ့ပါ84ဖျားလဲဗန်ဟယ်လို84လားအမ88လမ်းမှာအမတူမရှိရတော့အဲ့ဆိုညီမလေး88လမ်းကိုတွားလို့ရရလားဟုတ်ကဲ့ပါလေးပေးထားရတာပြီးတော့မမတို့ဖြစ်ချင်တာလေးတော့ပြောနေတယ်ကျွန်တော်ကလည်းဟုတ်ကဲ့တောင်းပြီးတာငါတို့ကလည်းညီပါပြီးဆိုရရတယ်ဒီကနေ့မိုင်းကောက်ကပိတ်သိမ်းလိုက်ပြီးတဲ့တောင်းဝင်ထပ်မရတော့ဘူးမိုင်းကမိုင်းမှာတော့လောက်ပါမယ်ဆိုရင်အမတို့မှာတောင်းဝင်ခမှုတောင်းရင်လို့ယူလို့တော့မရှိတော့ဘူးနော်အေးမို့အမတူမကလည်းတမီမန်နေဂျာပဲတမီကိုမတိကြရနေမှာတိလားဟိုကလေ KT မြစ်တမီတိလားမသိဘူးတမီကိုမန်နေဂျာချင်းချင်းဆိုတော့လေဟုတ်ကဲ့ပါမ KT ပြီပါနော်တိရလားအဲ့ဆိုတမီအဲ့ဆိုရင်တမီအမတူမကိုအမကူညီတောင်းလိုက်မယ်လေတမီကိုချင်းချင်းနဲ့ချိတ်ပေးလိုက်ပါလားဟုတ်ကဲ့ပါရပါတယ်ရှင်အကူညီတောင်းလို့ရတယ်နော်မအမတူမအကူညီတောင်းမယ်ဆိုလို့ရှိရင်နော်တော့15မိနစ်တော့ရလုံးဆောင်ပြရမယ်ရှင်။ဒါမှတော့ရပြဆောင်ပြရမယ်။အေးအဲ့ဆိုရတယ်တမီအမပွားလိုက်မယ်လေနော်။အေးအမပွားလိုက်မယ်နော်ကျေးဇူးနော်ညီမလေး။ကျမမကောင်းတာပဲရှိရ။ဟုတ်ကဲ့မားနေပါတယ်နော်။အခုတို့ပို့ရတာပဲရှင်းမှာ3နှစ်1ဆိုပြီးခံလာသေးတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ကနေပြီးတော့နောက်တစ်ချိန်ထပ်မှပို့ဆောင်ပေးလိုက်ပါတယ်နော်။ဆက်ကြတယ်ပြောကြလေးပါဗျာ။ကိုလေးကိုလေးနောက်တစ်ခါကြလာတဲ့ဟာကိုပြောမှာနော်။